မိတ်ဆွေများအားလုံးမင်္ဂလာပါ3D Lucky Number မြန်မာ Channel ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ကဲပြီးခဲ့တဲ့23ရက်ရတော့ဗျာနော်ကျွန်တော်ဖမ်းတဲ့မွေးကနန်းမလာဘဲနဲ့သူများဖမ်းထားတဲ့မွေးကနန်းပဲလာတယ်ပေါ့ဗျာနော်မိတ်ဆွေများရကြသေးလားမသိဘူးဗျာကျွန်တော်ကတော့ဝမ်းချင်းနေပြီဖြစ်ကုန်ငါကိုဖမ်းတာနော်ငါကိုပတ်လဲဆိုလို့ရှိရင်ပေါက်မှာနော်တင်ငါကူတို့ငါကူတို့ဟုတ်လားကူတော့ရှစ်ကူငါဆိုတော့တလုံးလွဲနဲ့ပဲကြီးခံနေရတယ်နော်အဲ့တော့နှစ်ပိတ်အတွက်24ချိန်ကနန်းလေးဖမ်းကြအောင်ဗျာနော်ကျွန်တော်ကတော့တွေ့တာမြင်တာလေးတွေတည်တာလေးတွေကိုတင်ပြနေမှာဖြစ်ပါတယ်တဲ့တူချင်းမတူချင်းရတော့ကန်တရားနဲ့လည်းဆိုင်ပါနော်ဒီစင်များသဘောပေါက်မယ်လို့ထင်ပါတယ်ကလင်နာရဲ့သဘောတရားအရာတော့သူတနေ့မဟုတ်တနေ့ကနေပေးနေတာကိုကဒီပေးတဲ့အချိန်ကိုမိအောင်ဖမ်းနိုင်မှုပဲလို့ပါလေဗျာနော်ကဲအဲ့တော့24ချိန်နှစ်ပိတ်အတွက်ကိုဖမ်းလိုက်အောင်နော်ဒါလေးတွေကလည်းကျွန်တော်မကြာခဏသုံးနေတဲ့ပရိန်လေးတွေကနေပဲယူထားတာပါနော်ဘာလို့လဲဆိုတော့ तू ကမိတ်ဆွေများတီအောင်ပြောရရင်တော့ဒီနှစ်သေးကိုပေးနေတဲ့ပရိန်တွေကနေပဲကျွန်တော်မူတည်ပြီးတော့ကစားပါတယ်ဗျာနော်အဲ့ဒါကြောင့်မလို့ပါကဲစားလိုက်အောင်ဗျာနော်အဲ့ဒီတော့ကျွန်တော်တို့90ခုနှစ်က9939ဆိုတဲ့အလဲတိုင်းထောင်လေးနော်မိတ်ဆွေတို့လည်းအလွတ်ရနေလောက်ပါပြီဒီအောက်ဆုံး3ညနေပြီးတော့နောက်ကို1 2 3 4 5ခွက်မြောက်မှာ4 6ခွက်တခါသူ့ရဲ့မြင်းကုံမှာ6 3ည2เนาะဟုတ်ပြီတော့အဲ့ဒီ6 3ည2ကနေဒီလိုအောက်ဆောင်ဆင်းမယ်ဒီနေ့3 4 5 6 9ခွက်မြောက်မှာ9 4 1ဟုတ်ပြီနော်9 4 1ကဲအောက်ဆောင်တစ်ခွက်ကျော်မှာ9 ခွန်ဟုတ်ပြီနော်ဒါပရိန်အမှန်ပေါ့ဗျာနော်ဒါပရိန်ကနန်းမှာနော်ပရိန်ကနန်းမှာသူပရိန်ကဘယ်ကနေပြီးတော့သူပေးခဲ့တဲ့ကနန်းလေးတွေကိုတစ်ချက်ပြန်ကြည့်ပါမယ်နော်မိတ်ဆွေတို့လည်းပြန်ပြီးတော့နှွေးတဲ့သဘောပေါ့ဗျာနော်ဒီ63ည46ခွန်63ည2ဆိုတဲ့ဥစ္စာ63ည2ကအပေါ်ကကတ်နေတဲ့ခွန်30ဆိုတဲ့ကနန်းဒီကနန်းဟာကျွန်တော်တို့ဒီ1993အထောင်ရဲ့ရှေ့နှစ်ကိုလှမ်းပို့တယ်ဗျာနော်3ခွန်ဆိုပြီးတော့ပို့တယ်အဲ့ဒီ3ခွန်ရဲ့အောက်နှစ်ပင်ကျော်မှာ3ခွန်6ဒီ3ခွန်6ဟာပြန်ကြပါအဲ့ဒီပြန်ကြဘဒူလာထားလေဆိုရင်ဒီရှင်းနှစ်ကလာတဲ့ကနန်းရဲ့အပေါ်ကနန်းကပြန်ကြထားတာနော်ဒီဥစ္စာလေးလည်းကျွန်တော်ချန်နယ်စထောင်တော့ဒီပြန်ကြကနန်းလေးနဲ့ပဲကျွန်တော်စပြီးအောင်မြင်ခဲ့တာမဟုတ်လို့ပါနော်ဒီကနေပြီးကျွန်တော်ဆက်ယူမှာပါနော်ဒီအခုတစ်ချိန်ကြာနေတာကဟောဒီပြန်ကြကနန်းရဲ့အောက်1 2 3 4 5 6 9ခွက်မြောက်နော်4 4 9နော်ဟုတ်ပြီအဲ့ဒါလေးမှတ်ထားလိုက်ပါနော်ကဲဟုတ်ပြီဒီဘက်ကိုသွားမယ်ကဲကျွန်တော်တို့9939နော်ဒီမှာပြီးခဲ့တဲ့နှစ်ကခလေတိုင်းထောင်လေးနော်အဲ့ဒီကနေအောက်ဆုံး3ညကနေနောက်ကိုသွားမယ်ဒီနေ့3 4 5ခွက်မြောက်မှာ6 4ခွန်သူ့ရဲ့မြင်းကုံမှာ6 3ည2ဟုတ်ပြီနော်6 3ည2ကနေအောက်ဆောင်ဆင်းမယ်ဒီနေ့
3 4 5 6 9ကွက်မြောက်မှာ1 4 5ဒါဒီနှစ်ထဲကိုပေးသွားပြီနော်1 4 5 1 4 5ရဲ့အောက်ဒီဘက်ဆောင်တစ်ကွက်ကျော်မှာခွန်5ခွန်ဆိုတာရှိပါတယ်နော်ဟုတ်ပြီကျွန်တော်တို့အခုဖမ်းမှာကဒီ1 4 5ကနေပြီးတော့အောက်2ပင်ကျော်ခွန်5ခွန်ကနေဆိုလို့ရှိရင်မြင်းကုန်နေရနှစ်ပိတ်ကနန်းကိုဖမ်းမှာပါဗျာနော်ဟုတ်ပြီအဲ့တော့ဒီဖရိန်လေးရလေသူကဒီ6326ခွန်6326ကပေါ်ကတ်နေတဲ့324ဟာဒီနှစ်ထဲကို324လို့ပို့တော့ဟုတ်ပြီနော်ကျွန်တော်တို့အောက်2ပင်ကျော်မှာ356ပြန်ကြထွက်တော့ဒါဖရိန်ပေးခဲ့တဲ့ဟာလေးတွေပါနော်အဲ့ဒီတော့အခုကနှစ်ပိတ်ကနန်းဖရိန်1 4 5ရဲ့အောက်2ပင်ကျော်ခွန်5ခွန်ရဲ့မြင်းကုန်ဟုတ်ပြီနော်အဲ့နေရာကနန်းကိုဖမ်းမယ်ဒီဘက်မှာပါရှိနေလဲကြည့်လိုက်မယ်နော်ဒီဘက်မှာကျွန်တော်တို့ဒီ9လေးတိနော်ဇောင်းမှာခွန်5ခွန်အဲ့ဒီ9လေးတိရဲ့အောက်2ပင်ကျော်4 4 9ခွန်5ခွန်ရဲ့မြင်းကုန်နော်4 4 9အဲ့ဒီ4 4 9ဘယ်ရလာတယ်လဲနော်ကျွန်တော်တို့ဟောဒီ4 4 9ဆိုတာလေတဲလေထိုးတဲ့နေဗျာနော်ဘာလို့လို့ဆိုတော့ तू ကဒီ9လေးတိဆိုတာဒီနှစ်ထဲမှာလေတဲကနန်းပေးဆိုတော့ဒီနေရာမှာ9လေးတိရှိလို့ကျွန်တော်တို့ဒီဘက်မှာ1 4 5ဆိုပြီးဒီနေရာရိုက်ထတာဗျာနော်တဲပေးထတာဖြစ်တဲ့အတွက်ဟောဒီ2ပင်ကျော်မှာ4 4 9ဆိုတာလေတဲကြီးလည်းဖြစ်သွားနိုင်တယ်ဗျာနော် तू ကဘာလို့ဆိုတော့မထင်မှတ်တာလာတတ်တဲ့သဘောရှိတာကိုနော်ဒါပေမဲ့ကျွန်တော်ကတော့ဒါကိုထိုးမယ်ဆိုလေအရန်ကနန်းလောက်ပဲထည့်ထိုးတင်ပါတယ်နော်ဒီလေးလေးကိုဘယ်ရလာတယ်လဲဆိုရင်နော်ကျွန်တော်အဲ့ဒါကိုဖမ်းပါမယ်နော်ဟောဒီဖမ်းမဲ့အကွက်ဟောဒီခွန်5ခွန်ပဲခွန်5ခွန်ကနေပဲယူလိုက်မယ်နော်ခွန်5ခွန်ရဲ့နောက်တစ်နှစ်ကျော်မှာအောက်မှာခွန်30ဆိုတာရှိတယ်ဗျာနော်ခွန်30အဲ့ဒီခွန်30ဟာဘယ်လိုခွန်30ဖြစ်မလဲဆိုရင်သူ့နောက်ကအောက်ဆက်ခွန်လေးလေးကလည်းပြန်ကြ39ခွန်ကလည်းပြန်ကြအဲ့လိုဖြစ်တဲ့ခွန်30ပေါ့ဗျာနော်အဲ့ဒီမှာဒီခွန်လေးလေးကလည်းပြန်ကြနော်ဒါကျွန်တော်မကြာခဏပြခဲ့ပါပြီ4ခွန်လေးကနေကြာထားတယ်နော်39ခွန်ကလည်းထိတ်ဆုံးက39ခွန်က939ခွန်ကဆင်းပြီးကြာထားတာနော်ပြန်ကြအဲ့တော့ကျွန်တော်တို့ဒီခွန်30ကနေပြီးတော့ဒီနှစ်ထဲကိုပေးထားတာရှိတယ်အဲ့ဒါကတော့2 5နှစ်ပါเนาะအခုကတော့ထောက်လိုက်မယ်ဗျာเนาะဒီခွန်30ကနေဒီအောက်ဆောင်ကိုတပင်ကျော်မှာ1 4ခွန်အဲ့ဒီ1 4ခွန်ဟာအဲ့ဒီမှာခွန်လေးတည်ဆိုပြီးတော့เนาะဟောဒီ4 4ကိုထွက်ထားတဲ့နှစ်ထဲကိုခွန်လေးတည်ဆိုပြီးလာပေးထားပြီเนาะဟုတ်ပြီဒီဘက်မှာတော့နော်ဒီဘက်မှာလည်း303ခွန်ကနေပြီးတော့အောက်ဆောင်းတပင်ကျော်မှာ9 နှစ်ဟာကျွန်တော်တို့ဒီနှစ်ထဲကိုပို့သွားပြီနော်9 နှစ်ဆိုပြီးပို့သွားပြီနော်အဲ့ဒီကောင်းကြီးပို့သွားတော့ကျွန်တော်တို့အဲ့ဒီကနေပဲဆက်ယူမှာဖြစ်ပါတယ်ကျွန်တော်တို့ပထမဖရိန်ရဖမ်းထားတဲ့ဟောဒီ4 4 9ကိုမူတည်ပြီးယူမယ်နော်9 4 1ရဲ့အောက်2ပင်ကျော်ခွန်5ခွန်ရဲ့မြင်းကုန်အဲ့ဒီကနန်းဟာကျွန်တော်တို့ဟောဒီခွန်30ရဲ့ဒီဘက်ကိုစောင်းဆင်းမယ်1 2ဟောဒီ3ခွက်မြောက်က944ဟာသူ့ရဲ့ရှေ့နှစ်မှာဟောဒီနေရာမှာထွက်တာဗျ941ရဲ့2ပင်ကျော်ခွန်5ခွန်ရဲ့မြင်းကုန်မှာလာထွက်ထားတာဗျနော်ဟုတ်ပြီကဲဒီဘက်မှာဘာရှိနေတယ်လဲဆိုရင်ကြည့်မယ်နော်303ခွန်ဟာ9 နှစ်ကလာပေးသွားပြီဒီနှစ်ထဲကိုဟောဒီအောက်ဟိုဘက်လို့ဆိုရင်1 2 3ခွက်မြောက်က863
အဲ့ဒီ863ဆိုတဲ့ကဏ္ဍဟာဟောဒီ145ရဲ့အောက်2ပင်ကျော်ခွန်9ခွန်ရဲ့မြင်းကုန်အခု2ပေကဏ္ဍကိုဟောလို့ဆင်းပေးရမယ်ဒီမှာလာရိုက်ပြီးရမှာဟော863နော်မိတ်ဆွေများကလင်နာလေးတရွက်နဲ့လိုက်ထောက်မယ်ဆိုရင်တော့သူကတေချာရှင်းရှင်းလင်းလင်းမြင်ရမှာနော်ခွန်30ရဲ့ဒီနေ့3ခွက်မြောက်ဒီကဏ္ဍဟာဟောဒီ2ပိတ်24ချိန်မှာထွက်ပေးရမယ်ဘာလို့ထွက်ပေးရမလဲဆိုရင်145ရဲ့အောက်2ပင်ကျော်လည်းဖြစ်တယ်ခွန်9ခွန်ရဲ့မြင်းကုန်းမှာလည်းဖြစ်နေတဲ့အတွက်နော်ဒီကဏ္ဍဟာ863ဟာရိုက်ရင်ဒီ24ချိန်မှာလာရိုက်လိုက်မယ်နော်ကျွန်တော်ကတော့အဲ့လိုပဲမြင်နေတယ်နော်ဟုတ်ပြီနောက်တစ်မျိုးလေးနဲ့ကြည့်မယ်ဆိုလို့ရှိရင်နောက်တစ်မျိုးကကျွန်တော်တို့ဟောဒီမှာတော့ခွန်30အောက်ဆောင်တစ်ခွက်ကျော်14ခွန်ဟာဒီနှစ်ထဲကိုခွန်4တက်ဆိုလာရိုက်ပြီးတော့ဟောဒီရှေ့ရကနန်းဆိုပြီးတော့ယူလို့ရှိရင်ဒီကနန်းဟာဒီနှစ်ထဲကိုလာရိုက်တယ်လို့ယူလို့ရှိရင်ကနန်းတစ်မျိုးပြောင်းနေပြန်နော်အဲ့ဒါကြောင့်မို့လို့ပါကျွန်တော်မိတ်ဆွေများတေချာလေးတော့ရှင်းအောင်ကြည့်ပါမရှင်းရင်လည်းကျွန်တော် comment မှာမေးပါငါလေးတရဲ့အောင်2ပင်ကျော်ခွန်9ခွန်ရဲ့မြင်းကုံမှာ449ဟာဟောဒီခွန်4တက်ကရှေ့ရကနန်းရိုက်တယ်လို့ယူဆမယ်ဆိုရင်တော့ဒီမှာဘာဖြစ်သွားမလဲဆိုရင်ခွန်30ရဲ့ဒီဆောင်တစ်ခွက်ကျော်9နှစ်ဟာ9နှစ်လို့ရိုက်တယ်အဲ့ဒီသူ့ရှေ့ရကောင်ဆိုရင်ဟောဒီအပေါ်ကွက်ကိုရောက်သွားတယ်843ဆိုတာဖြစ်သွားတယ်ကနန်းကလည်းခက်စင်စင်မယ်နော်ဝမ်းချင်းမယ်နော်အဲ့နှစ်ကွက်ကဒီကနန်းဟာဒီနေရာလိုက်ရိုက်မယ်လို့လည်းပြောလို့ရတယ်နော်ဒါကတော့ကျွန်တော်ကဘက်ပေါင်းစုံကနေလှည့်ပတ်ပြီးစဉ်းစားထားတာပါနော်သူကလှည့်စားတတ်တဲ့အတွက်ကျွန်တော်ကအဓိကကတော့ဟောဒီကနန်းဒီကနန်းကတော့နံပါတ်1ထိုးရမယ်ကနန်းပေါ့ဗျာနော်ဒီ843ကတော့သူလှည့်စားရင်843လို့လည်းပေးသွားနိုင်တယ်ဗျာအဲ့လိုပေးသွားနိုင်တယ်လို့ဒီဘက်မှာဖြစ်ခဲ့တဲ့449ဆိုတာကြီးလည်းတည်ပေးနိုင်တယ်နော်ဘာလို့လဲဆိုတော့ဒီ94တက်ကအောက်2ပင်ကျော်မှာ449ခွန်9ခွန်ရဲ့မြင်းကုန်းမှာ449ဆိုပြီးဒီ449ကြီးတည်ပေးသွားရင်94တက်တုံးကလို့ဖြစ်သွားမှာဆိုလို့ပါနော်ကျွန်တော်ကဘယ်ရလာတယ်ဆိုတော့လိုက်ထောက်ထားတယ်သူကဒါကြီးကိုတည်ပေးပလိုက်တယ်ဗျာနော်အဲ့တော့ပေါ့ကဲအဲ့တော့24ချိန်နှစ်ပိတ်မင်္ဂလာကဏ္ဍကတော့863အာနော်ဒါအဓိကပေါ့ဗျာနော်အရန်အနေနဲ့ကတော့အပေါ်ကတကွက်9နှစ်ကရှိရကတ်နေတဲ့ကောင်ဆိုရင်843လည်းဖြစ်သွားနိုင်တယ်843နောက်ဟိုဘက်မှာကျွန်တော်ပြောခဲ့တဲ့449အဲဒီ449ကြီးလည်းဒေးပေးသွားနိုင်တယ်အဲ့ဒါတော့အရန်လောက်တော့ထိုးသိနေပေါ့ဗျာဒီနှစ်ကွက်ကအရန်ပေါ့ဒါကြီးကတော့မိန်းညာဟောဒီကောင်လာနိုင်တယ်ရှိတယ်နော်ကဲ24ချိန်အတွက်မင်္ဂလာကဏ္ဍပေါ့ဗျာနော်24ချိန်နှစ်ပိတ်24ချိန်မှာမင်္ဂလာကဏ္ဍ863နော်863အာပေါ့ဗျာနော်လောလောဆယ်တော့ကျွန်တော်အာပဲကျွန်တော်နောက်ချုပ်ပြီးတင်ပေးတဲ့အခါကျမှအရင်လိုပဲအထိုင်ရွေးပြီးတခါတည်းတင်ပေးပါမယ်ဗျာနော်အခုကတော့ကဏ္ဍတိထားအောင်ပါ863အာပါအရင်အနေနဲ့တော့ဒီနှစ်ကွက်မိတ်ဆွေများအနေနဲ့မှတ်ထားလို့ရအောင်ပါနော်နောက်ပြီးတော့ကျွန်တော်တို့အထိုင်လေးတွေ break လေးတွေရတော့တခါပြန်ပြီးတော့ပြန်စစ်တာပေါ့ဗျာနော်ဟုတ်ပြီကဲ24ချိန်မှာတော့မိပါစေလို့ဆုတောင်းပါတယ်ဗျာမိတ်ဆွေများကံကောင်းကြပါစေလို့ဆုတောင်းပါတယ်ကျွန်တော်ရဲ့ဒီကဏ္ဍလေးတွေအပေါ်မှာလဲမိတ်ဆွေတို့ရဲ့ထင်မြင်ယူဆချက်ကလေးတွေကိုကွန်မန့်မှာရေးပေးသွားကြပါနော်ကျွန်တော်ကတော့ဘက်ပေါင်းစုံကနေပြီးတော့ဖြစ်နိုင်ရရှိတာလေးတွေကိုကြည့်ပြီးတော့တင်ပေးနေမှာဖြစ်ပါတယ်ကျ
ကျွန်တော်ရဲ့ channel လေးကိုလည်း like and subscribe လေးလုပ်ပေးခြင်းအခြားမိတ်ဆွေများကိုထပ်ဆင့်ဖြန့်ဝေပေးခြင်းနဲ့လည်းကူညီပေးပါလို့မေတ္တာရပ်ခံပါတယ်အားလုံးအောင်မြင်ကြပါစေဗျာ